Yore ne, the yere tau jare, cycle de pure muira jare, Ludan chaser, Jai sign lubare, you're the lady name Mingala Shivare. Yore ma, they beat them today. Zule Zuro Shide Dudo Ainga Ain't do go to know you there to Margaret to get your body Diamane Diama to Gigolo Georgian need low neither Bamia Salo Levia Miento Bade Mingala yoa, Mingala shire yoa, Mingala yoa, Mingala shire yoa, Mingala yoa, Mingala shire yoa. Ninya, Konya, Suya, Seya, Yagali, Yoali, Mamina izayaba, Asasha mayare, Janaya, Mingala yoa, Mingala yoa, Era Mingala yoa. Mingala yoa, Jau, Yoro Meya, Nasima, Mama, Mingala yoa, Jau, Yoro Meya, Natoma, Mama, You are down way, Lugia, Jokuzo, Yum your banga, Luigi Haria, Joe. သူတို့နှစ်ယောက်ကမတည့်ပါတယ်တွေ့ရရင်တော့တတ်ကြပါတယ် ငါစောလူကောင်မျိုးကိုကြောက်မကြောက်ကြောက်မှာလားဗျ သူတို့နှစ်ယောက်ကတတ်ကြပါတယ်တွေ့ကြရင်တော့နောင်ငိမ့်နောင်ငိမ့် Sayaro Paya down Tim Manaimu. Oh, there's one Hegoni. We don't take some. Eragaro, Mingala, you are ye. A Silla. Say, you know, young Papa. Chingaro, Yamya, Yopare. The car, Doka, Bibare. Jelly, Joe, Hallo, Decane. Zolo, I don't know your pave. You got a little Chakaro, Loma, Pibare. Dialonga, you Luvenine. Young Mai, Tangaji, Papio Meludo. Oh, Young Mai, Tangaji, Papio Meludo. Ni a cook and stingy, a tongue majabu. Really? Kindly, the lay, and ye looked at them. Oh, bye. Ni a cool hop, so lonely. May mana got a form of calling it, and now you lonely. Ni a cool so lonely. May mana got a form of calling it, and now you lonely. She get a bee ha, no queenie yaba. Mount Yine, Mount Ha, Napash River. Oh, summer, day, summer, Majority Moon. Pay. Then I am long John Equa. Yeah. We machine now so like bar. Will do. Sing for in 12K like bar. Come on. None me alone Pida. Pay. Interview Jiware Pepeji. Amyama Lolo de Pepeji. Jimbo Gatonje ga Pepeji. A chimba umale pana Pepeji. Pepeji. Aha. Pepeji. Oh. Pepeji. Matameno. Pepeji. Eta. Mingala, Era Mingala.
ဒီမှာမင်းကြီးဒီတခါတော့အပိုင်လုံးတော့ရ ဟောငါတို့မင်္ဂလာရွာသားတွေကမင်းရလေဟေ့အောင်ဘယ်တော့မှသရာနဲလို့လဲ ဟောတရားမနေတာဟုတ်တယ်လေကွာဒီအချိန်မှာတိတ်ဝါလုံးတိုင်ပတ်နေတာအေးအဲ့ဒီကြားတွေကမင်းနဲ့ငါနဲ့ကိုတရားလာအောင်တနာလာအောင်ပတ်စံထဲခြင်းလာအောင်မင်းလောက်ရမှာအဲ့ဒါကိုပြောပြနေတာ မောင်ငယ်မောင်ကြီးပါမင်းသဘောပေါက်ပါတယ်မင်း အေးတိတယ်တိလို့လဲမင်းနောက်ကိုလိုက်လာတာဟုတ်ပြီလားကဲညီကိုနှစ်ယောက်တောင်းစားလိုက်အောင် ဟာဘာတောင်းတာအလူခန္ဓာသိက္ခာရှိလေပြောသမှာကွာမင်းဘယ်ဟုတ်တောင်းရမှာလဲ ဟေ့အလူခန္ဓာကိုသူမျက်စီတောင်းတာမဟုတ်လား ဟုတ်တယ်လေ ဒီတောင်းစားတာကိုသူမျက်စီတောင်းတာမဟုတ်လား ဟုတ်တယ်လေ ဒီကတော့တောင်းစားတယ်လေဘာဖြစ်လို့လဲအတူတူပဲကိုမင်း ဟာမတူဟိုကပညာမပါဘူးဟိုအကိုကြီးတို့မာကြီးတို့စွတ်လွတ်တာငါဒီမှာတော်ကီလာအောင်မှာတော်ကီလေးနဲ့ ဟုတ်ပြီတရှင်းနေဆိုမှမဟုတ်ဘူးလား အရင်ပြောရသေးတယ်သရာသော ကဲဘောင်းကြီးမင်းရဲ့ပညာကနေထုတ်လိုက်တော့ အင်္ဂါရအတွင်းမှာဖြင့်ဒီတဲ့ငါဒီထိုင်ကြသောတရားကြီးရဲ့ပါရမီရှင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်များမှခြင်းနဲ့ပြည့်စုံပါစေများပါသည်ဗျာ ဘာလို့လဲ ဒါပဲ ဘာလို့လဲအားလား အိုင်ဟိုဖေးပါခိုင်းမလို့တော့ ဟိုလေးကိုအားရင်အဲ့ဒီဟိုအယူရန်ထောင်လေးဖြစ်နေတဲ့ပန်းဟိုဘက်ရွှေ့စမ်း ဟုတ်ကဲ့ဖေးဒီလိုလား အေးဟုတ်တယ် ဖေးဒီနေရလား အေးဟုတ်ပြီရအဲ့လိုလေးထားဟောလဲတော့မှာပဲကွာ ခဏနေပါဦးခဏနေပါဦးလုပ်ပေးပါမယ် အဲ့ဒီကောင်လေးကိုအဲ့ဒီဒီဘက်ကအဲ့ဒီဥစ္စာလေးမင်းခုလက်နဲ့ကင်ထားတဲ့ဟာလေးကိုဒီဘက်ယူလာခဲ့လိုက် ဟောကဲရော ဒီကောင်လေးကိုလိုလေးလုပ်ပြီးတော့အဲ့ဒါအဲ့ခုနလွတ်သွားတဲ့နေရာမှာပြန်ထားလိုက်ပါ အော်အဖေဘာထူးလဲအရင်နေရာပဲရောက်တဲ့ဟာကို မင်းကဘယ်သူကအင်ဂျင်နီယာလို့ငါပြောနေလို့ အဖေကိုအင်ဂျင်နီယာပြောတာမဟုတ်အင်ဂျင်နီယာလို့ပြောတာချိန်လိုက်တာပဲ စကားကတော့လေးလို့မကွယ်ဘူးအင်ဂျင်နီယာမှမသိအရင်နေရာမှမသိတော့ပြန်ထားမင်းကငါနားလေလို့ငါခိုင်းတယ်တော့ထားတော့အဲ့တော့သွားထားပါရှေ့ပါနဲ့နော်မသိမင်းရှောက်ပြောနေ ရပြီနော်ဖေ ရပြီဒီဘက်ကခိုင်းလေးကိုနေသိမ့်မပူလို့လားနေထီအောင်လို့ငါဒီဘက်ကိုထုတ်ခိုင်းလိုက်တာမင်းနဲ့ငါအကုန်လုံးသိတယ်ရှားမရှင်နဲ့ ကဲအဖေစိတ်ချမ်းသာအောင်ရှေ့ပြီဒါပဲမလား မင်းကပြန်မပြောနဲ့နားမလဲပဲနဲ့လူကြီးကနားလဲလို့ပြောနေတဲ့ဥစ္စာ ကျမြတ်သရာသီလာသုဒ္ဓစာကပညာဟိတိဟောတ္တပလို့ခေါ်တဲ့သူတော်ကောင်းဥစ္စာခုနှစ်ဖြာနဲ့ပြည့်စုံတော်မူနိုင်ကြပါစေလို့ ဘာခါလဲပိုးလေကွာဟာ ဘာဟာတာလဲလို့ ဒါငါတို့တောင်းနေတာနေရာလေကွာမင်း လူခန်းနေတာ အေးအဲ့လူခန်းနေတဲ့နေရာလေကွာ ဟုတ်တယ်လေကွာ ငါတို့လဲလူခံ ငါတို့လည်းလူခန်းမှုလေ မင်းတို့ဘာအတွက်လဲ ဟောဒီမှာတော့မဟုတ်ပါဘူး ဒီအချိန်မှာဒီဇိုင်းပြည်လုံးဒုက္ခရောက်ငါတို့တက်ဆွမ်းတဲ့လောက်ကူညီပေးရမယ်လေအဲ့အတွက်အလူခံတယ် ဟုတ်တယ်ဘာတော့လူခန်းမှာမင်းတို့ဟာကိုယ်သဘောပေါက်ဘူး ပြောပြ ငါတို့ဖေငါတို့အဖိုးငါတို့လက်ထက်တွေကွာတောက်လာခဲ့တဲ့အရက်ဆိုင်လေးနော်ရိုင်းနေတာကို တွန်းလဲမလို့ ဒါပဲ ဟောပြုတ်ပြင်ပေးမလို့ တွန်းလဲပြီးမှအသစ်ဆောက်ပေးမှာ အဲ့ဒါလုပ်ဖို့ မင်းတို့အရက်ဆိုင် ဟုတ်တယ် ဟာအရက်ဆိုင်တော့အလူခန်းတာ ပရိုက်တာ ဟာကွာဖြစ်မဖြစ်ရလေကွာဟဲ့အောင်မတူဘူးကွာငါတို့အလူခန်းတာ ငါတို့ကဟိုမိပါမယ်တွေ ဟုတ်တယ်မိပါမယ်ငါတို့အလူခန်းတာမင်းတို့တက်မြင့်တယ် မိပါမယ် ဟေးဟုတ်တယ်မိဘမဲ့တွေအတွက်နော်ဟိုရွာတွေကကွာမိဘမဲ့တွေတချို့ကြတော့ဟိုစားရမဲ့တောက်ရမဲ့ငတ်တယ်လေပြက်တယ်လေဖြစ်နေတဲ့မိဘမဲ့တွေအတွက်လူခန်းနေတာ ဟုတ်တယ် အဲ့ဒါဒီကောင်ကြီးကငါတို့တက်ပုံမြက်တယ်ကွာ မြင့်တယ် ဒီကောင်ကြီးအလူကပုံမြက်တယ်ဆိုတော့ငါတို့ဒီကောင်ကြီးကိုပါရမီဖြည့်ပေးလိုက် အေးဟုတ် နော် ကိုကြီးရမယ် ကူညီပေးလိုက် ကိုကြီးပဲကဲအဲ့ဒါငါတို့တူတူတော့နော် အေးကုညီမယ်ဆိုတော့ ဒီလိုလုပ်လိုက်မယ်ငါတို့၄ယောက်ပေါင်းပြီးတော့တောင်းလိုက်ကြတာ တောင်းဟဲ့နားရမီလားအလူခန်းတာဘာတောင်းတာအေးလူခန်းမဲလို့ကွာမင်းတို့ကလေဟိုအတောင်းတာမင်းတို့ရှင်းပြနေအောင်မယ်တောင်းတယ်ဆိုတာဟဲ့အောင်ချင်းမရှိလည်းမရှိရတယ်ဟောမင်းငါတို့ကြတော့ပညာသားပါတယ်ပြောရမယ်ဆိုရမယ်ဟောမင်းတို့ကတီးမယ်အပြောရအဆိုရတီးရဒါမှအလူခန်းတာဖြစ်မှာ ဟုတ်တယ်ဗျာ စုံသွားတာပါ ရန်တော့ဒီရှိန်နေဆိုရင်ကိုလိုကိုသွားလုံငန်းမှာဦးစီးလုံမှာကြီးကျက်ကိုရဘာလို့ဘာကမှမရှိတရားကိုတရားတဲ့ဆက်သားသမီးလို့စားထိုင်စားနေတဲဟမ်းမကြောက်ဒုက္ခ
အဲ့ဒါဆိုရင်ငါတို့၄ယောက်ပေါင်းပြီးတော့အလူခံလိုက်မယ်ကွာ ကောင်းတယ်ကောင်းတယ်ကောင်းတယ် 1 2 3 go လာကြပါ လူကြပါဒီမှာကျွန်တော်တို့မိဘမယ်တွေမျိုးစုံသွားအကြိုက်တွေ့ရင်တော့လူကြဒီမှာကျွန်တော်တို့မိဘမယ်တွေပါလာကြပါ ဟဲ့လာလာ လူကြပါ ကြပါ ဒီမှာကျွန်တော်တို့မိဘမယ်တွေမျိုးစုံသွားအကြိုက်တွေ့ရင်တော့လူကြဒီမှာကျွန်တော်တို့မိဘမယ်တွေပါလာကြပါလူကြပါဒီမှာကျွန်တော်တို့မိဘမယ် လာကြပါပြီဗျာအလုံးနိုင်ပါလို့ကြိုက်တွေ့ရ ဘာလို့နေရ ကျွန်တော်တို့မိဘမဲ့ကလေးတွေကျွန်တော်တို့အလူခံနေတာပါ လူခံနေတာဟုတ်ကဲ့ဟုတ်ကဲ့ဩလူခံနေတာမိဘမဲ့တွေပါလူခံလို့ထည့်အောင်ဟောဒါတော့ ရပါသေးဗျာ တာတူပါဗျာခွက်ကဘယ်လိုဖြစ်လို့နော် အော်ရတယ်ဘယ်ရတဲ့ကျွန်တော်တို့ခွဲယူမှာ ဟုတ်လေခွဲလူမှာဖြတ်လို့ပါကွာခွဲယူပါဆိုတော့ ဒီပါမဲ့ကလေးတွေအများကြီးပဲဆိုတော့ကျွန်တော်တို့က အေးပါဆက်လို့ဟုတ်ကဲ့ တာတူပါဗျာတာတူပါဗျာ တာတူပါလေတပါဟေး ဟာဘာတော့ဟာရွာကောင်နေတဲဟုတ်နေပါလားဟမ်အမကိုတိုင်ဒီကိုတိုင်ဆိုရင်းနဲ့အလှူတွေတောင်ခံနေကြလို့ဟမ်ဒုက္ခဆိုတဲ့အတန်ကွာရောက်မှမရောက်တာလေးမှမရောက်တာဘယ်လိုလုပ်ဟောဖူးခက်ကမကောင်းတော့ဟိုဆိုင်ရလဲအကောင်ပိတ် လာကြပါ လူကြပါဒီမှာကျွန်တော်တို့မိဘမယ်တွေမျိုးစုံတာ ကဲလာပါပြီဗျာလာပါပြီဗျာဟုတ်လားလူခံနေတာတော့ပါဗျာမိဘမဲ့ကလေးမိဘမဲ့အတွက်ဟုတ်ကဲ့လေးတွေတော့ပါဗျာတရာကြီးကြမ်းချမ်းသာပါလိဗျာဘေးဘီယာဝေးกว่าရေးရတယ်ဗျာပဲအရှင်ပြေတဲ့ဒီချက်ရ ဘယ်ထက်တဲ့အတူတူပဲအတူတူပဲ ရတယ်ကျွန်တော်တို့အတူတူပဲကျွန်တော်တို့ တာတူပါဗျာ ကျမ်းပါပါသေးဆန္ဒပါသေး စိတ်ကားတိုင်းကြပါ လာကြပါလူကြပါဟေးဒီမှာကျွန်တော်တို့မိဘမယ်တွေမျိုးစုံတာအကြိုက်တွေ့ရင်တော့လူကြဟေးဒီမှာကျွန်တော်တို့မိဘမယ်တွေပါ နားထောင်စမ်းနားထောင်စမ်းနားထောင်စမ်း ဒီကြောင်းတဲ့ချင်းဆိုမလို့ ဟေ့တချင်းဆိုပြောနေတာမဟုတ်ဘူးဂီတာတန်ကြားလို့ငါပြောနေတာနားထောင်စမ်းဆိုတာ ကြားတယ်လေဟောကျွန်တော်တော့တားလိုက်မယ် ဟဲ့မတားဒါအလှခံနဲ့မန္တကတီးတဲ့အတန်ဖြစ်ရကြောက်ဘယ်ပတ်စံနေတာမရှိလား အဖေအားနေလား ဟောအားနေရတယ်လေမင်းကောက်ပြန်မင်းနေပြန်ပြီအောင်မ တားမေးတာပဲအဖေပြောပါအဖေတကယ်အားနေလား အေးအားတယ်ဘာဖြစ်လို့အားတော့ငါသွားမှာဘောကွာငါတယ် အဲ့နဲ့ထောင်အဖေဘာလုပ်မှာ ဟာလှူဖို့ဘောကွာလှူဖို့ဘော အမလေးဖေငွေနဲ့ထောင်တော့ဒီကိတိတိုင်းမှာလူအောင်နည်းနည်းနော်လားဖေဟာ အဲ့တော့ဒီမှာစားစရာတာမရှိဘူးလေလှူဖို့ဆိုတာရှိရတယ်ကွာနားလဲလားသွားယူသွား အဖေရလိုက်ဗျာ ကဲသွားပါကွာ ဒီမှာကျွန်တော်တို့မိဘမယ်တွေမျိုးစုံတာအကြိုက်တွေ့ရင်တော့တူကြဟေးဒီမှာကျွန်တော်တို့မိဘမယ်တွေပါလာကြပါဟေးလူကြပါဒီမှာကျွန်တော်တို့မိဘမယ်တွေမျိုးစုံတာ လာရအကြိုက်တွေ့ရင်တော့လူကြတာပါဗျာ 900လား900လည်းကျမ်းပါပါသေးဗျာကျမ်းပါပါသေး လာကြပါမယ်ဟေး ဝါဒုက္ခပါပဲငါမှုပစံရှိတွေ့ရချင်တယ်ငါနဲ့တွေ့လိုက်ချင်တယ်ဟေး ပြီးသွားရလား ပြီးပြီဟာဟေ့မင်းဘာစကားပြောဒုက္ခ ဟုတ်လေမနေ့ကစားပြီးပြီလားလို့ပြော လက်စာစားပြီးပြီကွာဟာတာတော့မင်းကျွန်တော်အလုပ်သွားမလို့ဖေရအလုပ်မှာဒီနေ့ကျွန်တော်နေကိုစရိတ်တဲ့ချိန်တာရှိတယ်အဖေနားလဲအောင်ပြောမယ်ဆိုတော့ဖေကနေကိုစရိတ်ဆိုတာကျွန်တော်တို့စီကနေ ကဲတော်စမ်းမကွာမင်းကလည်းနေကိုစလဲနဲ့ပစားဖျက်မချအောင်ဒီအလုပ်တွေကဟဲ့ငါကြော်လောက်လာတဲ့အလုပ်တွေပါကွာမင်းလောက်လာတာမနေ့ကမှတလား9သိန်းရှိပါသေးတယ်ဒုက္ခ တီးလည်းပြီးတာပဲ ဖေအကျွေးလိုနေလို့လား အေး ရတယ်လေအဖေတန်တော့ပေး အေးရောက်မဟုတ်လေ ဟာလေဗျ ဘာလဲမင်းဘာပြောနေလဲကွာဒုက္ခပါပဲ အဖေပတ်စံလဲမှာမဟုတ်လားလဲမဲ့တန်တော့ပေးလေ မရှိဘူးလေလဲစရာ ဖေတို့အကျွေးရှိတာဆို အေးမဟုတ်လေငါသားမှာအကျွေးလေးရှိလားလို့1000လောက်
1000တော့ရှိတယ်အဲ့တော့ဖေးပေးလို့တော့မရဘူးလေဟုတ်ပါလမ်းစီတပည့်တော့1000နဲ့ပေးရတာအလုပ်သွားရင်လမ်းစီဒါပဲရှိနေလေကွာအဲ့ဒါတော့ဖေးပေးစမ်းပါတပည့်တော့အဲ့ပတ်စံပြန်ယူဖို့ကွာငါသားလည်းပြင်ဒုက္ခပါပဲဖေးဘာလို့မလဲအလှခံတမ်းကြောက်အဖေအလှခံလေးသွားထည့်တယ်အဖေဟေးအဖေကအလှခံလှူမှာအေးလေကျွန်တော်ကအလုပ်ကိုသွားမယ်လမ်းစီဘယ်ဟာပိုအရေးကြီးလဲစဉ်းစားပါအောင်ဖေးရဲ့ဖေးကလည်းအားများနေတာမသိပါဘူးဟာဟေးငါရှာဖွေကျွေးလာတဲ့မျက်နှာတော့မထုံးနဲ့မင်းတော်စောကားတယ်ကွာမင်းအလုပ်ကလေးရှိအောင်တမျိုးဒီမှာငါကအလှခံထည့်တယ်ဆိုတာကငါနောက်ပါမယ်အလုပ်ကုသိုလ်ရေးနော်မင်းကလာပြီးတော့ဒုက္ခပဲကျွန်တော်သွားမယ်အလုပ်ကလည်းကျွန်တော်တော့ပါမယ်အလုပ်ဝမ်းရေးနော်အဖေရဲ့အော်ဝမ်းရေးဟေ့ဒီမှာဝမ်းရေးနဲ့ကုသိုလ်ဘယ်ဟာရေးကြည့်လဲဒီမှာငါကသိရင်ကငရဲမရအောင်လို့ငါလှူမှာနော်ရတယ်မပေးလည်းနေငရဲကြိုင်ကြပါစေငါကြောင့်ငရဲအိုးမှာဂျိုးကချင်ကြပါစေဟေ့မလှူဘူးတာသမီမပေးလို့မလှူဘူးကွာဝမ်းတော်ကြကြီးဟိဟုတ်ပါဘူးဝမ်းစိတ်မကောင်းစရာစကားရှောက်ပြောနေပြီဗျာရှော့ပါဗျာအဖေလူရင်းရှိလိုက်ပါဒါတလီလောက်တောင်းပြီးသွားလိုက်မယ်အေးတာခံကြိုက်ဆွာနေဟမ်ဘာဆွာတာလဲမဟုတ်လေဒီကောင်တွေကိုပြောဆိုဆုံးမလို့ရပြီလို့ဒီမှာကန်းစိငါကြော်ဆိုတဲ့ကောင်ကတယောက်ထက်တော့မလူပါဘူးကွာမင်းတို့မိသားစုတော်ပါမှာကွယ်လွန်သူဦးကျော်အကြီးဆိုရင်ကန်းစိမိသားစုကောင်းမှုဆိုပြီးတော့ဟာဖေးဟောဗျာဟုတ်ပါပြီသူ့ကိုတေးလို့စီတော့လည်းမသိမကုန်စင်းနဲ့နော်ဟာမင်းကလည်းပေးတော့ပတ်စံလေး2000နဲ့မကုန်စင်းနဲ့တော့တယ်ငါ့တယ်ပတ်စံလေး2000နဲ့ပေါ်စီလောက်နေတယ်ငါတို့ကလုတ်ကန်မရှိငွေလည်းမရှိပါဘူးဒီချိန်ဒီကာလာကြီးမှာငွေ2000ဆိုတာနဲတာမဟုတ်ဘူးလာကြပါဟာလမ်းနာနေလားလှူကြပါဒီမှာကျွန်တော်တို့မိဘမဲ့တွေမျိုးစုသွား ချင်းချင်းလေးတောက်ရတယ် ဒီမှာတွေ့ရင်တော့လှူသွားဒီမှာကျွန်တော်တို့မိဘမဲ့တွေပါဟေးလာကြပါတော့ဘာလို့ဟာလှူကြပါဒီမှာမဲ့တွေမျိုးစုသွားအကြိုက်တွေ့ရင်တော့လှူကြဒီမှာကျွန်တော်တို့မိဘမဲ့တွေပါလာကြပါလူကြပါဦးလို့ဒီမှာကျွန်တော်တို့မိဘမဲ့တွေမျိုးစုံသွားအကြိုက်တွေ့ရင်တော့လူကြဒီမှာကျွန်တော်တို့မိဘမဲ့တွေပါလူကြပါဒီမှာကျွန်တော်တို့မိဘမဲ့တွေမျိုးစုံသွားရပြီဘာလို့ကြာဟမ်ဖြစ်တော့ဟိုဟာလေဟိုကစားနေရကစားနေရဟိုဟာဒီလိုပါဦးလေဟိုအလှခံတိုင်းကစားနေကြတာအလူခံနေတာမင်းရက်ကျိုးရွာကျိုးတယ်ဖိုးနေတာနေတာဆန်ပြီးတော့မင်းကမိုက်ခရိုဖုန်းနဲ့မပြောမှနဲ့ကွာရိုးပြောကြပါလေရိုးပြောကြမှာငါနားမလေးပါဘူးဒုက္ခပါပဲကျွန်တော်တို့အလူခံနေတာပါကျွန်တော်တို့ရက်ကျိုးရွာကျိုးအတွက်မိုက်ကိုချထားမိုက်ကိုဖုန်းချထားအလူခံတာဟုတ်ကဲ့အဲ့ဒါတော့သဘောကျတယ်ငါဆိုရင်အလူခံတယ်ဆိုတာလူငယ်တွေတက်ကြလို့တာတို့ကအားပေးရမှာပဲကုလိုရေးလေအလူခံဆိုတော့ဒီမှာဦးကျော်ကစထဲမှာမပူနဲ့1000ပဲပါဟောမင်းက1000ပဲပါဆိုတော့ဦးကျော်က1000ဆိုတော့လေဟဲ့မှာငါဒီမှာဦးစောကလည်း2000လား1000ပဲပေါ့မင်းဟာလေဒုက္ခတယ်ဒါလေးကိုချာထားအားပေးတယ်ဟေးဒီမှာမင်းတို့ခုနဆိုတာဘူးဆိုတာဟမ်မင်းဟောတာမလားဟုတ်မဟုတ်ကျွန်တော်ကကြိုက်တယ်သူတို့ကကြောင်းတယ်ဝိုင်းဟောတာမလေးဒါကကြောင်းတာပါပဲကွာဒီမှာအဆိုးဆိုတာအတန်းပညာလိုတယ်အတန်းပါဝါတွေလိုတယ်မင်းကအတန်းကကြောင်းတော့ပြည့်တယ်ဒီမှာအလှခံနေဆိုတာတတ်တာလေးနေဝင်ချမှလှမှာပေါ့ကွာဟုတ်လားမဟုတ်ပါဘူးဟမ်မင်းအဆိုးတွေမဟုတ်ဘူးအတီးရလေဒီကောင်တွေဖရိန်ရွဲနေတယ်ဟောအဲ့ဒါတော့မင်းပိုင်နေငါလားဒီကောင်တွတ်ဘာဆိုတူရှိရတယ်သူကဘာလို့စီးတယ်ဝါနဲ့ရှိရတယ်အတီးဆိုတာငါဆိုမင်းအတီးတွေစီးနေဝါနဲ့မဟုတ်ပါငါအဆိုးဆိုလည်းကီးနဲ့ကားရှိရတာပဲဟမ်ဘယ်ကကီးနဲ့ကားတကားမှငါမကြောက်ဘူးဘိုင်လာပြောတာမဟုတ်ဘူးကီးဆိုတာမဟုတ်လေတို့ဆိုတာဝင်အောင်ဂီတဝင်အောင်ဆိုတာကားလေကီးနဲ့ငါစီးနေဝါနဲ့မင်းကီးနဲ့ကားနဲ့မပြောတာမဟုတ်ပါဘူးငါဆိုကလည်းငါနောက်တာပါမင်းလေဒီတော့ပြောလားမင်းလှုပ်လာပြီမင်းအဲ့တော့ဒီမှာငါပြောမယ်နော်ငါလွန်ခဲ့တဲ့နှစ်ပေါင်း150တဲ့ဂီတကိုမကိုက်တော့ဘူးဟဲ့လားမင်း150ဆိုမင်းတို့မင်းနဲ့မင်းအတူတီးလာဟမ်မင်းတို့ကမင်းအဲ့လောက်ရှိလို့လားမဟုတ်ဘူးလေတော်တော်ကြာပြီဆိုတော့ငါတင်စားပြီးပြောတာပေါ့ကွာမင်းကလေငါဆိုမင်းလိုပဲပေါ့ကွာမင်းတော့အတီးပညာတော်တော်ကြာမတီးပဲနဲ့ဖုံးတာလားငါရင်ကောင်းတွေကနှလုံးသားတွေကလာတဲ့အဆိုးတွေကိုငါထုတ်ဖို့မပြတာကြာပြီဦးလေးကယွန်းလို့လားဟေး
မင်းနောက်လိုက်မင်းငါလာနောက်ဒုက္ခဟဲ့အောင်အစိုးပညာတွေကိုငါမပြတော့တာအခုဒီကောင်လွဲနေလို့ပြန်ပြီးတော့တတိပညာမနေတာဆိုလို့ငါရထွက်လာတာဒါပဲ အဲ့တော့မင်းတို့ကောင်တွေငါတို့နည်းနည်းပါရှိရနီးလန်းပြပေး ဝမ်းသာလိုက်တာဦးလေးရ ဘာဝင်တာလဲမင်း ဟိုလေးလေးပြမယ်ဆိုလို့ဒါ ငါမင်းကောင်းကောင်းမပြောပါငါပြမယ်ဆိုမင်းဘာဝင်တာငါတီးပြမယ်လို့ပြောတာကွာ ဟုတ်တယ်လေအဲ့ဒါကြောင့်ကျွန်တော်တို့ကလေပညာရမှာမလို့ဝမ်းသာတာ ငါမပြခင်မင်းတို့ကောင်တွေငါ့ကိုပြတယ် ရ ဘာလို့မင်းတို့ခုနကတော့ဘာတွေလဲအော်ဟစ်ထားတဲ့ဟာတွေ အလူကချင်းအလူကတချင်း ဟမ်အဲ့ဒါဆိုရင်ငါကြည့်နေဆန်းစစ်မယ်အဲ့တော့လွဲနေတာငါပြင်ပေးမယ် ဟုတ်တီးပြ ဒါမင်းငါပြောမယ်ငါ့ကိုအဲ့တချင်းစာသားလားမင်းတို့အခုအလှခံတဲ့စာသားလေးတစ်ခေါက်ဆိုပြငါလူကောင်တစ်ခေါက်ဆိုစာသားတပုတ်အကုန်တန်းရတယ်လို့ဆိုသား 1 2 3 4 လာကြပါလူရပါဒီမှာကျွန်တော်တို့မိဘမယ်တွေမျိုးစုံစွာအကြိုက်တွေ့ရင်တော့ထင်ကြဒီမှာကျွန်တော်တို့မိဘမယ်တွေပါလာကြပါ ရလွဲနေတာအဲ့ဒါလွဲနေတာမင်းနေအတန်းနဲ့ဖြစ်နေ ခုနငါမင်းတို့ငါဒီမှာငါပြတွေ့ဒါပြတွေ့ အဲ့လိုရင် ဒါလေးလေးချင်းအောင်ပညာယူရမှာအဲ့ဒါအဲ့ဆောင် နားတော့စာကားကိုသိချာအတန်းကမနေအတန်းဖြစ်နော် လောက်ကြ မင်းမာနေ ဒီကိုဖမ်းလေ တာမန်လေးလို့ဆိုတာတာမန်လေးဟုတ်ပြီဒါပါမင်းရကွာ ဟာဒီဦးမင်းဟောဒီအော်တို့ကအစင်းနဲ့ပြမှာ1 2 3မှာဒီပါဟာတန် ဆောက် လာကြပါလူကြပါဒီမှာကျွန်တော်တို့မိဘမယ်အမျိုးစုသွားလာကြပါလူကြပါဒီမှာကျွန်တော်တို့မိဘမယ်အမျိုးစုသွားအကြိုက်တွေ့ရင်တော့လူကြဒီမိဘမယ်ကိုပါလာကြပါလူကြပါဒီမှာကျွန်တော်တို့မိဘမယ်အမျိုးစုသွားအကြိုက်တွေ့ရင်တော့လူကြဒီမိဘမယ်ကိုပါလာကြပါလူကြပါဒီမှာကျွန်တော်တို့မိဘမယ်အမျိုးစုသွားပါလေ အဲ့ဒါမင်းငါ့ကိုမင်းအဲ့မလုပ်နဲ့ ဘာလို့ငါမလုပ် ငါ့ကိုဘာလဲ ဒါဆိုတော့မင်းဟန်တယ်မှာ ထိုးပါဒီမင်းနဲ့ထိုးပါမင်း အဲ့တော့ဘယ်လိုလဲလာကြပါ ထိုးတော့လူကြပါဒီမှာကျွန်တော်တို့မိဘမယ်မျိုးစုံစွာအကြိုက်တွေ့ရင်တော့လူကြဒီမိဘမယ်ကိုပါဒီလိုနဲ့လည်းတော့ အဲ့ဒီလိုက်ဒီမပေါ့ငါဆောက်ပေါ်နေတယ်ဒီဝင်ကွာဝယ်ရတူတယ်အော်ဒီပြည့်လို့မင်းငါကြည့် အာရင်ပေးမယ်ပေးသားမှာ အော်ငါလုံနေပါတယ် ဟဲ့ မင်းတို့ဘာလို့ဘာချိုးတာခေခွဲနေရလေကွာ ခွဲတာခွဲမဟုတ်ငါမိမမဲ့ကလေးလေးကိုလူမလို့ပါကွာမိဘမဲ့တင်မိဘမဲ့ မလေဒီလိုကွာသူတကြောင်ငါတကြောင် အေးအဲ့လိုဘယ်เจ้าကိုပို့มาလဲလို့အဲ့ပတ်စံလေးကို မြဖြည်းဖြည်းပြောပါကွာ ဖြည်းဖြည်းပြောမဟုတ်ပြောရုံပြီးတော့မြင်မြင်ပြောလိုက်ပြော ဒီလိုပေါ့ငါဒီကောင်လှူမှာ အေးဟုတ်တယ်ငါလည်းသူ့ပဲတူမှာမင်းတို့တည်ရတယ်ငါတို့ညီကိုနှစ်ယောက်ကမိဘမဲ့တွေလေကွာနော် မိဘမဲ့ဆိုတော့မင်းတို့နှစ်ကောင်ကိုပြောတာ ငါတို့ ဝေးပါသားတွေသိတယ် မင်းတို့ချိုးသိတယ် မင်းတို့အကြောင်းတွေသိပြီးသား တော့တေတော့မှာ အဲ့ကြောင့်လိုက်လာတာ ငါပြောလမ်းမှာလည်းခွဲပါလို့ပြောတာ မဲဘယ်ကိုလမ်းမှာခွဲပါခွဲခုခွဲ၄ပုံခွဲလေးပုံလိုက်လေးယောက်ထဲမလုံးနဲ့လုံးလိုက်တယ်မယ် လေးပုံပုံရင်အဆင်ပြေလား ပြေးတယ် နော်မင်းတို့ကျင်းရတယ်ပေါ့ ကျင်းတတ်တယ်ကွာ ပုံလေး အော်မင်းရတယ်ကွာ ဒါပြဒီပတ်စံနဲ့ဆိုရင်ဒါငါတို့ရက်ဆိုင်ပြင်မှုလဲလောက်တယ်ဟုတ်တယ်နော်မင်းတို့မိဘမဲ့တွေကိုတကြိုဘူးလဲလောက်ပြီးသားပဲ တချို့တချို့ရင်လည်းတချို့မြက်လည်းမမြက်ခွဲအဓိက၄ယောက်ခွဲလို့အဆင်ပြေပြီးရော ညီလာကွယ်ညီလာမေးကြည့်လားကြာဟိုပေါက်ပြလို့တယ်မ ငါတ ငါတစ်ထောင်ကိုကြီးတစ်ထောင်ရရမင်းတစ်ထောင်ငါတစ်ထောင်ကျောင်းမင်းတစ်ထောင်ဟုတ်ပြီငါတစ်ထောင် အေးပေါ့ မင်းတစ်ထောင် ဟဲ့ရမင်းတယောက်တည်း3000ဒီမှာတယောက်1000ပဲရှိသေးတယ် ဟုတ်တယ်လေ ဟမ် အဲ့ဒါဒီလိုပြန်လုပ်လိုက်မမင်းရတယ်ပြီးတာရရှုပ်တယ်အဲ့ကောင်ကလေးငယ်ချင်းနဲ့ ကလင်ကချင်းညံနေနဲ့ပေး မင်းလုပ်လိုက် နော်လူကြီးလို့ပြီးတော့ ဘာလို့လို့လဲမင်း ပတ်စံကန်ရရင်တမကြကြလောက်ရတယ်မင်းတို့ကတမမရှိတာ တီးတီးကြကြ ပတ်စံခွဲတယ်အဲ့လိုမခွဲရဒီမှာရှင်းလေးလူကြီးထင်သာမြင်သာလို့ လှုပ်ဆမ်းပါကွာ ဒီကောင်တရက်ဒီမှာတရက်ဒီမှာတရက်မြင်နေနော်ဒီမှာတရက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 ်အော်မင်းဒီမှာညံတယ်တမကြတယ်ရှင်းလာပြီလေတွေ့လား အေး ဖေးရိုက်နေတဲ့ကောင်ဒီလိုပဲလောင်းကစားတမဒီမှာကြည့်လိုက်ရော့ဟုတ်တယ်အဲ့ဒါတမမကြဘူးလား ညီမတော့ တော့ဘောတော့ဘော ဟာရမင်းဖို့မပါသေးဘူးလေ ငါဘူး သွားမယ် သွားမယ် အားရောက်နေသွားလို့မရဘူးလေ
ဟုတ်ငါဘုံမပါသေးဘူး ရောကွာကဲကြောက်တော့ โอ้မင်းရ မင်းကတီးမပေးဘူးမပေးရတယ်ယူနည်းနည်းပေးရပြီမလားရပြီကူဖို့တော့ကူမပါဘူး ပြီးရောအဲ့ဒါလည်းကဲဟရ ရက်မှာလေလုံးအေးအဲ့ဆိုမှလည်းနှလုံးလောက်ပေးကိုမကျုပ်ရနှလုံးနော်မီးတော့ပွဲဗျာချဗျာမီး မင်းရတော့အစီပြေတာချရတော့ လင်းနဲ့ရဲကလေးနဲ့တောင်းလိုက် ဘာပဲပြောအစီပြေပါပြီ လင်းနဲ့ကလေးနဲ့တောင်းလေပါလေကွာမင်းကလာယူလာတယ်အဲ့လေယူလာတယ်ငါကတာရောဟာငါကတာဟိုကလေးတော်ယူလာတယ်လေငါကတာသွားပြီဘောဟာဘာလို့ဒါလည်းမဆိုင်ဒါလည်းမဆိုင် no ရတဲ့ပတ်စံနဲ့ ကတာဘူးတဲ့ ဟဲ့မင်းကအဲ့ဒါပြောတာမင်းကလူလဲတဲ့လှုပ်ရှင်သေးတယ်အသုံးတော့တစ်စက်မှမကြောက်ဘူးအခုကတည်းကလုံးဆုံးသွားပြီ ကတာနဲ့အဲ့ဒါတရောင်းသားခွက်ပြောက်တာတရောင်းသားခွက်ပြောက်တာရှုံးတယ်ကွာခွက်ပြောက်တာခွက်ပြောက်ဟဲ့မောင်မင်းခွက်မင်းခွက်လေ ဖလားအေးဟာအဲ့ဒါငါငွေပလားကြီးအတိကြီးကွာဟာသွားပါပြီကွာ မင်းသူများကိုပြောချင်တာကိုခွက်ပြောက်တယ်မင်းမှခွက်ပြောက်တာအစ်စ်နော်ဖလားမပါတာမင်းဖလားဖလားဟဲ့ယောငါလည်းဖလားပါလာနော်အေးလေခွက်ပြောက်တဲ့ကောင်နဲ့ဂီတာပြောက်တဲ့ကောင်ဟဲ့ရမင်းတို့လုံးမဘူးဟာမအသက်တည်းကွာအသက်တည်းအော်မင်းလိုက်ကြီးလိုက်ချင်တယ်ကွာမင်းကဘာနဲ့အော်ပါမိုင်းနဲ့အော်ပါကွာမိုင်းနဲ့ဟဲ့ငါမိုင်းတော့ငါပြောက်စပီကမင်းအဆုံးဆုံးဟာငါပုံများတာပေါ့ကွာအဲ့ဒါပိုတန်ကြီးကြီးတာလေတော့ရောလုံးတောင်းစားမိုက်ပြောက်တယ်ဆိုတာအဲ့ဒါအစစ်ဒီကောင်ကပုံများတယ်မလေးငါကေတာအဆုံး ဖလားတောင်းကြပဲတန်တာတော့ရ ဘလူတော့ငါငားလာတာရမရဘူးအဲ့ဒါမင်းယော်လိုက်ပေါ့ဒီမှာပတ်စံနေနေလေးလေးကဲဘာပြောကွာရှုံးတာချင်းအတူတူပါပဲငိုးမနေနဲ့လုံးတောက်မယ်ဟုတ်ပြချင်းတောက်မယ်အဲ့ဒီပတ်စံနဲ့ငါတို့လည်းရက်ဆိုင်ပြင်မှုတော့လောက်တယ်နော်မင်းတို့မိဘမဲ့လည်းတကြိုလို့ရတယ်လို့ဟဲ့နေကိုမင်းအဲ့ရက်ဆိုင်ပြင်ဘယ်ရက်ဆိုင်ပြင်မှာ ဒီရက်ဆိုင်လေးကွာ အော်ဒီရက်ဆိုင်အေးလေအော်မစိုးပါ အဲ့ရောမင်းတို့နားမှာတည်းခွဲပါလို့ပြောဒီရက်ဆိုင်တန်းတန်းလာတာ ဟောငါလည်းမသိလို့ဘောကွာမင်းကလည်း မင်းတို့လည်းဘာပြောတကြိုလေးရတယ်ငါလည်းရက်ဆိုင် ရအဲ့တကြိုရခဏခဏထည့်ပြောတော့နည်းနည်းလေးပေါက်သွားပြီငါပြောလို့လည်းမင်းမမရတယ်နော်ဖလားတစ်လုံးဆုံးသွားပြီလေကွာ ငါလည်းတူလည်းဆုံးတာငါလည်းတူတူပဲတတ်နိုင်ဘူးဘာဖြစ်လဲရသလောက်ပေါ့ ကဲကောင်းဖို့တောင်ကျော်ဆိုချင်တဲ့ကောင်ဆိုကွာ ကဲမင်းတို့ပြီးရမယ်လည်းအဆင်ပြေပါစေငါရက်ဆိုင်လေးလည်းပြင်ခွင့်ရပါပြီပြင်နေရစီ ကိုမေဆွမ်းဆွမ်းတို့တယ်ဘယ်သွားမလဲ ကျွန်တော်ထိတ်ကအလှခံနေတဲ့ကောင်လေးယူသွားမလို့ ဟာဘာလို့မှအလူခံနေကောင်လေ ရိုက်ဖို့သွားမှာကွာရိုက်ဖို့သွားမှာ ဟာကိုမေကြီးကသူတို့ကောင်းကောင်းအလူခံနေတာကွာဘာလို့သွားရိုက်မှာတော့ ကောင်းကောင်းအလှခံတာဆိုတော်သေးတာပေါ့ကွာအခုဒီကောင်နဲ့ကလေးကကြစ်လောက်ပြီးတော့အလှခံလေးတော့ငါသွားချိုက်မှာကွာဒီကောင်လေး သူတို့ပြောတာမိရမဲ့ကလေးတွေအလူခံတာတဲ့ကောင်းအလူခံနေတာကွာ ဒီကမဲ့ကလေးတွေအလှခံတာဆိုရင်ငါတို့အစီအစဉ်စီထည့်ရတာအကြောင်းမဟုတ်ဘူးဒီကောင်လေးကအရက်သားဖို့တဲ့ကိုကလင်ကကြစ်နဲ့အလှခံလေးတော့ငါဒီကောင်လေးသွားရိုက်ဖို့သွားမှာလို့ ဟုတ်လားဟောတော့ဒီကောင်တို့လူကောင်းသွားတာပဲ ဝါတာကနည်းနည်းတော့ဝါတာ အလူခံထည့်နေမှာကျွန်တော်လည်းပါတယ်ဗျဒီကောင်သွားရိုက်ကျွန်တော်ပတ်သက်ပြန်ရမှာပဲနော် ဟာပြန်ရမှာပေါ့ပြန်ရဖို့တော့ငါသွားမှာအခု နေုံလေဗျာလူငွေထက်တဲ့ထက်မှာကျုပ်လဲပါတယ်လေဗျာ မင်းတက်ခဲ့လေအလိုက်အောင်ပါဆိုဗျာဟာဒီဘောတဲ့ကောင်လေး ရပါအော်လာပြီဗျာအမလေးပြောင်းတယ်အော်ပြောင်းတယ်တက်လာတော့တက်လာကဲလူတိုင်းမှာဆက်လို့ ဒါအနေနဲ့ပြုတ်တော့မလုပ်ကြပါဘူး ဦးစောနဲ့ဦးကျော် ခင်ဗျာ ဟိုကောင်လေးကောင်မလည်းပြော ဟိုကောင်လေးကောင်ဟိုကောင်လေးကောင် ဘယ်သိမလို့မင်းရလဲကွာငါနဲ့မင်းနဲ့အတူနေနေတဲ့ဟာပဲမသိဘူးလေကွာဘာလို့ ဟာဟိုကောင်လေးကောင်မရှိလေကွာငါတို့လူကြီးရှိပါကဲလူတိုင်းမှာလေ ဟောခင်ဗျားတို့အတူတူပဲပေါ့ ဒါလည်းပေါ့ဒါနဲ့မပြီးရေးရွာကြီးလုပ်နေတာပဲကွာ ခင်ဗျားတို့တော်တော်လုံးရက်တဲ့လူတွေနော်ဒီလောက်လူတွေဒုက္ခရောက်နေတဲ့အချိန်မှာခင်ဗျားတို့မလို့ဝိုင်းပြီးလေရက်တယ်ဟဲ့ဟာလေးတို့ တော့ရွာထဲမှာစုံစမ်းမှုသွားပြီသူတို့ဘယ်သူမှအလူမခံခိုင်းဘူးဦးကျော်အတူပဲမလားကျွန်တော်ပတ်သက်ပြန်ပေး ဟာမင်းကလည်းကွာဒုက္ခပဲငါတော့ရောငါဆိုငါအဲ့ဒါပြောတယ်ကဲမင်းတို့လေကွာကဲမင်းတို့ပတ်စံလိုချင်တယ်ဆိုလေငါလှတဲ့ယူပါလှတဲ့ယူပါ ခင်ဗျားတို့ပတ်စံရှိမှမရှိတာဗျ ဖားမှမရှိတော့ဘူးဗျ ဖားလေးကိုလည်းကြည့်အောင်ဘာရှိလို့ ငါလည်းပဲဝင်ခေါင်းပါတော့မရှိကြတော့ဘူး ပေးရင်ပေးမပေးရင်ခင်ဗျားတို့ရိုက်ခွဲမှာနော် တိုင်းပါတော့ ငါတော့ဒိန်ညာတော့မကြိုက်ဘူး ဟာဒုက္ခပဲကွာ မင်းဒီစကားမင်းလုံးသွားမင်းလုံးသွားလုံးသွား ကဲမင်းတို့လှူတာဘယ်လောက်လဲပြော တသိန်းတယောက်တသိန်း ရောက်တဲ့သိ 1 2 3 4သိန်းဟဲ့ဒီမှာအဲ့ဒီပတ်စံ4သိန်းလောက်ကိုတော့ငါ့ကိုတုံးပြထားပြပြီးလာမထောက်နဲ့ငါစော်ရဲကွာညနေကြီးလာတယ် ဟဲ့ကြောအော်မင်းအာကူမလားမင်းဒုက္ခညနေလိုက်မင်းမေးလိုက် ဘာလို့မရပါလဲမင်းကလည်းအတူတူပဲဟာမင်းတယောက်2သိန်းမောကဘာဖြစ်တော့ ဟာမင်းကွာဒုက္ခမင်းလေ ဒီကောင်နေဒီကောင်လာပြဿနာလာရှာနေတဲ့ပြဿနာငါအဖြစ်မခံနိုင်ဘူး ခင်ဗျားတို့ဂရိတီးပြီစင်နော် လာယူလိုက်ဟဲ့
လူကြီးစကားသိကြလား နေကြရင်နော် သိကြတယ် အဲ့ဆိုပြီးရော ညနေလာ ညနေလာယူမယ် ညနေလာကြတော့တရားနဲ့သိန်း သဒ္ဒနာလာမထားနဲ့တစ်မင်းတို့ဘာကောင်းနေလဲလာပြီလာထဲရမလားမလို့ရမယ်မင်းကလည်းမင်းကလည်းတော့ကပဲမင်းလည်းရိုက်လာလို့ဘာလို့လဲပြီးတော့ပတ်စံသေးသေးရအောင်ဘာမှအရာမရောက်ဘူးပြေးလိုက်မထုတ်မယ်မထူပတ်စံနဲ့သိန်းပေးရတာရင်တောင်းတော့ရောက်တောင်းဆိုမဲ့မိုက်မကန်ရတာကြာပြီမင်းကကာရာအိုကေတိုင်းမသွားရွာဟုတ်တယ်မင်းလည်းမတီးရတာရွာဒါပဲလို့လာကြပါ我们站在这一关面，没有人说了，俺第二天我俺的话比较偏的嘛。要你包关面的，都差不多。来家吧。ပြန်ပေးရမှာမဟုတ် မပေးဘူးဟမ်မင်းအဲ့ဖလားလို့ချင်းနှစ်သိမ့်ပေးအဲ့ဖလားလို့ချင်းမင်းနှစ်သိမ့်ပေးရမယ် ဒီဖလားလိုချင်2သိန်းပေးရမယ် ဒါပဲ ဟာဦးလေးရေတေချာစဉ်းစားအောင်နော်ဇောင်းထဲမှာသွားဝင်တော့တောင်းကြော်ပဲရှိနော်အဲ့ဆိုလည်းရတယ်ဗျာဦးလေးမပေးလိမ့်နေကျုပ်ပါကျူစိုက်ကြော်လိုက် ဟာဒါပါလေဒီမကြီး 你妈，是我比较讲当啥开呢？当啥开呢？ မလေးတောင်းသားဖြစ်တော့မပြောလိုက်တာ ပြောနေတယ်လားလောင်းသားဖြစ်မှာ အဲ့ဒါဆိုရင်လေမနေ့ကကြာသူတို့2ယောက်အတွင်းကပေါင်းပြီးကြော်ညာထားတဲ့ဂျာနယ်ကိုငါယူလာခဲ့မယ်အဲ့ခါကျတော့မှ6လုံးဘက်ကိုအဝါကြည့်တော့ ဟဲ့အဲ့ဆိုလို့ရှိရင်နေယူလာခဲ့လေဟိုငါတို့လည်းမကြည့်ဘူးတော့ကြည့်ကြည့်ရအောင်ဟဲ့ ဟဲနေအဲ့ဒီကိစ္စကိုလေငါယောက်ျားနဲ့ငါကိုတိလို့မဖြစ်ဘူးနော် ငါလူ6လုံးဘက်ကစိုက်မှာပဲရှိတယ်လူမရှိမလားဟာ ကန်စရဲဆိုင်ရ6လုံးဘက်မဟုတ်ဘူးလူမရှိတဲ့6လုံးဘက် ဘာလို့မှမလုပ်ဘူးလေ အော်ဘာလို့မှမလုပ်ပဲနဲ့ဘယ်ကပတ်စံရှာလို့ရမှာလဲ ဖះเจ้าဆောင်မှာရှားနေတာနင်တို့အဖေတို့မြတ်ဖះเจ้าဆောင်မှာလှူထားတာရှိမလားလို့ရှားကြည့်တယ်